ထိုနေ့မနေ့တွင်ဦးပါဤတူးသီးသောသားသည့်သူမှာအိတ်ရာသေးတွင်ပင်အသက်မဲ့နေသည်ကိုတွေ့ရှိရသည်ရွာသားများစုယုံလာကြပြီးလူအိုကြီးများကဒါဟာမဖဲဝါရဲ့လက်ချက်ပဲဟုနမိတ်ဖတ်ကြသည်မဖဲဝါသည်သူမဤအခေါင်းကိုမြည်သည့်အိမ်ရှိတွင်ချထားခဲ့သည်။ထိုအိမ်မှလူတစ်ယောက်မှတေမင်းဤခေါ်ဆောင်ခြင်းကိုခံရမည်ဖြစ်သည်။ရွာသားများသည်ကြောက်လန့်တကြားဖြင့်အိမ်တိုင်းဤတကားဝါတွင်မဖဲဝါဝင်းရန်မလိုဟုရေးသားထားသောစာတမ်းများကိုကတ်ကြတော်လဲ။လာကွယ်ညတိုင်းတွင်အခေါင်းထမ်းလာသောအမျိုးသမီးဤခြေတံနှင့်လမ်းလျှောက်တံကိုမူကြားနေစေဖြစ်သည်သူမသည်ယခုလည်းသူ့တန်ထဲတွင်အဖော်သိမ်းများကိုစောင့်ကြိုးနေစေဖြစ်သည်သူမ၏အခေါင်းမှာမြည်သူအတွက်ဖြစ်လာမည်ကိုမြည်သူများကြိုသိမသိနိုင်ကြတော့ပေ